မင်္ဂလာပါရှင်2014ခုနှစ်နိုဝင်ဘာလ14ရက်တောက်ကြနေညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကဟီမာဆိုပါ။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိတင်ဆက်သွားမှာပါ။ဒီအစီအစဉ်တွေကိုပဲနောက်တနေ့မနက်9:00နာရီခွဲမှတစ်ချိန်နေ့လယ်1:00နာရီမှတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းကိုလည်းအသိပေးအပ်ပါတယ်။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ဒေါအောင်ဆန်းစုကြည်သမရဖြစ်ရေးကန့်သက်ထားတဲ့ဥပဒေပုံမှန်ဟာအဓိပ္ပာယ်မရှိကြောင်းဒီမိုကရေစီစနစ်မှာဘယ်လူပုဂ္ဂိုလ်တဦးတစ်ယောက်ကိုမှရည်ရွယ်ခွဲခြားခွင့်မရှိကြောင်းအမေရိကန်သမ္မတဘာရက်အိုဘားမားကဒီကနေ့ပြောကြားလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာပူရဲကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောကြားလိုက်တာဖြစ်ပြီးအမေရိကန်သမ္မတတဦးအနေနဲ့ပုံမှန်59စလုံးအပေါ်အရှင်းလင်းဆုံးသဘောထားရည်တည်ချက်ကိုထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ There's certain provisions in the Burmese constitution that objectively don't make much sense. မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာအားလုံးပါဝင်နိုင်မဲ့အခြေအနေသာဖြစ်သင့်ပြီးတော့တစုံတစ်ယောက်ကိုဖယ်ရှားကန့်သက်တာမျိုးမဖြစ်သင့်ကြောင်းဖွဲ့စည်းပုံမှာဒေါအောင်ဆန်းစုကြည်ကိုသမရဖြစ်ဖို့တားမြစ်ကန့်သက်ချက်ပါဝင်နေတာဟာအတိတ်ပဲရှိလာတယ်မထင်ကြောင်းသမရအိုဘားမားကပြောပါတယ်ဒီအကြောင်းပြည့်စုံကိုနောက်ပိုင်းမှာထုတ်လွှင့်ပေးဖို့လည်းရှိပါတယ်ရှင်ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့အမေရိကန်သမရဟာဒီကနေ့နေ့ကင်းကရန်ကုန်မြို့လေကသမိုင်းဝင်ဝင်းကြီးများရုံးကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်ဝင်းကြီးများရုံးဟာခေတ်အဆက်ဆက်အစိုးရအဖွဲ့အစည်းတွေရုံးဆိုင်ရာနေရာဖြစ်ပြီးတော့ခေတ်အဆက်ဆက်ကအများပြည်သူဝင်ရောက်ကြည့်ရှုခွင့်ကိုပိတ်ပင်ခဲ့တဲ့အဆောက်အဦဖြစ်ပါတယ်ဝီတိုရီယာဘုရင်မကြီးခေတ်လက်ရာတွေထဲမှာပါဝင်ခဲ့ပြီးတော့ဗြိတိရှခေတ်နဲ့လွတ်လပ်ရေးရပြီးစပါလီမန်ဒီမိုကရေစီခေတ်မှာအတွင်းဝင်များရုံးအဖြစ်တည်ရှိခဲ့ပြီးတော့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရနဲ့စစ်အစိုးရလက်ထက်တွေမှာတော့ဝင်းကြီးများရုံးအဖြစ်အမည်ပြောင်းလဲခေါ်ပေါ်ခဲ့ပါတယ်ဒီရုံးကြီးဟာဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်9ဦးလောက်ကျန်ခံခဲ့ရတဲ့နေရာဖြစ်ပြီးတော့အခုနှစ်အာဇာနည်နေ့ကစတင်ပြီးအများပြည်သူဝင်ရောက်လေ့လာဝင်ပြုခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ရှင်အမေရိကန်သမ္မတအိုဘားမားနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းကကိုယ်စားလှယ်တွေဟာရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံမှာပြည်ရင်းငြိမ်းချမ်းရေးကိစ္စသတင်းမီဒီယာဖွံ့ဖြိုးရေးကိစ္စနဲ့လူအခွင့်အရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲရေးတွေရှိနေပေမဲ့လူအခွင့်အရေးနဲ့ပတ်သက်တဲ့နေရာတွေမှာစိုးရိမ်စရာတွေရှိနေကြောင်းအမေရိကန်သမ္မတအိုဘားမားကပြောကြားခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုလည်းအမေရိကန်ပြည်ထောင်စုအနေနဲ့စိတ်ဝင်စားစောင့်ကြည့်နေကြောင်းလည်းအမေရိကန်သမ္မတအိုဘားမားကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတအိုဘားမားနဲ့တွေ့ဆုံပွဲကိုလူအခွင့်အရေးလှုပ်ရှားနေသူတွေစာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လှုပ်ရှားနေတဲ့သူတွေနဲ့တိုင်းရင်းသားအရေးဆောင်ရွက်နေတဲ့သူတွေစုစုပေါင်း15ဦးတက်ရောက်ခဲ့ကြပါတယ်ရှင်။လာမယ့်ရွေးကောက်ပွဲတွေမှာ PR လို့ခေါ်တဲ့အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကိုလုံးဝမကျင့်သုံးဖို့ဒီကနေ့ပြည်သူ့လွှတ်တော်မှာဆုံးဖြတ်လိုက်ပါတယ်။ဒီအကြောင်းအပြည့်စုံကို RFA အဖွဲ့သားကိုခင်မောင်စိုးမင်းကတင်ပြထားပါတယ်ရှင်။လာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကျင့်သုံးခြင်းမပြုဖို့ဆုံးဖြတ်ချက်ကိုဖွဲ့စည်းပုံဥပဒေဆိုင်ရာတရားရုံးကပထမဆုံးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဆက်လက်ပြီးပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းကိုတင်သွင်းခဲ့ရမှာသူကလည်းအဲ့ဒီလိုဆုံးဖြတ်ချက်ကိုသဘောတူပြီးပြည်ထောင်စုလွှတ်တော်ကနေဒီကနေ့အတည်ပြုချက်ရယူလိုက်ပါတယ်။ FPTV first past the post winner takes all နိုင်သူအကုန်ယူစနစ်ရခိုင်ကမြန်မာနိုင်ငံကအစဉ်တစိုက်ကျင့်သုံးခဲ့သောရွေးကောက်ပွဲစနစ်ကိုရွေးချယ်ရန်လွှတ်တော်ကသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောမတူတဲ့လူရှိပါလားခင်ဗျာသဘောမတူသူမရှိတဲ့အတွက်ကော်မရှင်ကတင်ပြထားသောစနစ်နီလန်းရှိခုနဲ့အမတ်စင်1မဲအများဆုံးရယူအနိုင်ယူ FPTV စနစ်ကိုအတည်ပြုကြောင်းကြေညာပါတယ် PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကိုအမျိုးသားလွှတ်တော်မှာအဆိုတင်သွင်းခဲ့သူကအမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်ဖြစ်ပါတယ်။
တည်ဆဲဥပဒေတွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လို့တော့ဘာမှလုပ်လို့မရဘူးတကယ်လို့ဟိုဆန္ဒပြုတာပဲတင်တာပဲတကယ်ဥပဒေကိုလေးစားလိုက်နာတာဥပဒေကိုလေးစားလိုက်နာတာပဲသူက rule of law ရှိသေးတာပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကိုလွှတ်တော်အတွင်းမှာကောလွှတ်တော်အပြင်မှာပါအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။ဒါဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခေါ်လုံးမဲ့ဆုံးဖြတ်ချက်ပါ။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြီးပါတယ်။နောက်တစ်ခုကဒီလိုဆုံးဖြတ်လိုက်တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခေါ်လုံးဖွဲ့လုံးကဥပဒေပညာရှင်တွေရိုးသားမှုကုန်ရှိတာပေါ့နော်။မြန်မာနိုင်ငံနဲ့တင့်တော်တဲ့ရွေးကောက်ပွဲစနစ်ကိုတင်ပြဖို့အတွက်ပြည်ထောင်စုလွှတ်တော်ကရွေးကောက်ပွဲစနစ်လေးလာသုံးသပ်ရေးကော်မရှင်တရက်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီကော်မရှင်က PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်အမျိုးမျိုးကိုအဓိကထားပြုစုပြီးဖွဲ့စည်းပုံအခြေခံဥပဒေတရားလွှတ်တော်ရုံးကိုစာရန်တင်သွင်းခဲ့ပါတယ်။အဲ့တော့ဒီအခုဆုံးဖြတ်လိုက်တာလည်းကောင်းပါရဲ့။ဒါကြောင့်ကောင်းလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ခိုင်မာမှုကိုလည်းပြတာဖြစ်ပါတယ်။နောက်တစ်ခုကဥပဒေရေးဆွဲနေတဲ့လွှတ်တော်အနေနဲ့ဥပဒေကိုလေးစားလိုက်တာကြောင့်လည်းပြခြင်းဖြစ်ပါတယ်။ PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကိုလွှတ်တော်2ရက်မှာလအနည်းငယ်ကြာအောင်အပြင်းထန်ဆွေးနွေးခဲ့ကြရမှာတပ်မတော်သားကိုယ်စားလှယ်တွေကတော့မြန်မာနိုင်ငံနဲ့မသင့်တော်သေးတဲ့အကြောင်းသဘောထားပေးခဲ့ပါတယ်။မနေ့ကကျင်းပခဲ့တဲ့နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေးကအမျိုးသားပညာရေးဥပဒေကိုတပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့ပြီးဒီကနေ့နေ့လယ်ပိုင်းမှာရန်ကုန်ပူရာကြီးရှိကနေမြို့တော်ခမ်းမရှိအထိလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုနေမျိုးထွန်းတင်ပြထားပါတယ်ရှင်။မနေ့ကမြောက်တကုံမြို့နယ်မှာရှိတဲ့နိုင်ရေးကူညီမှုအသင်းရန်ကုန်မှာနိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီးအမျိုးသားပညာရေးဥပဒေကိုတပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့တာပါ။နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေးကိုနိုဝင်ဘာ12-13မှာကျွန်တော်တို့ကျင်းပခဲ့ပါတယ်နိုင်ငံလုံးမှာရှိတဲ့နိုင်ငံလုံးတိုင်းမှာရှိတဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသားတွေရောတိကျကျောင်းသားတွေပါတက်ရောက်ပြီးတော့ဒီအစည်းအဝေးမှာကျွန်တော်တို့ပါဝင်ဆွေးနွေးခဲ့ကြပါတယ်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်ကျွန်တော်တို့လက်ရှိအမျိုးသားပညာရေးဥပဒေအပေါ်မှာကျွန်တော်တို့ရဲ့သဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်တယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီနှစ်တာရနဲ့ပြေးွားတဲ့ပညာရေးဥပဒေတစ်ခုရဖို့ကိုကျွန်တော်တို့ဘယ်လိုပုံစံနဲ့ဆက်ပြီးတော့နီလန်းရှာဖွေသွားမလဲဘယ်လိုလှုပ်ရှားမှုတွေလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့တိုင်ပင်ဆောင်ရွက်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့လှုပ်ရှားမှုကော်မတီတစ်ခုဖွဲ့ပါတယ်မနေ့ကလှုပ်ရှားမှုကော်မတီတစ်ခုကျောင်းသားကိုယ်စားလှယ်15ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်15ဦးနဲ့ဖွဲ့စည်းပြီးနောက်ပိုင်းမှာကျွန်တော်တို့အခုစပြီးတော့ကျွန်တော်တို့တပိတ်လှုပ်ရှားမှုစတင်ပြီးတော့ဒါပထမဆုံးစတင်လိုက်တာပါဒီနေ့လွှတ်တော်ကအတည်ပြုလိုက်တဲ့မြို့သားပညာရေးဥပဒေကြမ်းဟာပြည်သူတွေနဲ့ကျောင်းသားတွေသဘောဆန္ဒမပါဘဲအတည်ပြုခဲ့တာဖြစ်တဲ့အတွက်ဖျက်သိမ်းပေးဖို့တောင်းဆိုတာဖြစ်ကြောင်းကျောင်းသားတွေကပြောပါတယ်လွတ်တော်ကနေတီဗီပြထားလိုက်တဲ့တမနာလက်မှတ်ထိုးပြီးတီဗီပြထားလိုက်တဲ့အမျိုးသားပညာရေးဥပဒေဟာကျွန်တော်တို့ကျောင်းသားတွေပြည်သူတွေအပေါ်ကျောင်းသားတွေပြည်သူတွေရဲ့သဘောဆန္ဒလုံးဝမပါပဲအတည်ပြုလိုက်တယ်အဲ့ဒီဥပဒေဟာကျွန်တော်ကျောင်းသားတွေအပေါ်ပြည်သူတွေအပေါ်ဖိနှိပ်တဲ့ဥပဒေဖြစ်နေတယ်အဲ့တော့ဒီဥပဒေကျွန်တော်လက်မခံနိုင်အဲ့တော့ကျွန်တော်ဒီနေ့စတင်သပိတ်မှောက်လိုက်တယ်ဒီနေ့တနေ့အတွက်ထိုင်သပိတ်ထည့်ပြီးဆန္ဒပြနေတယ်ဘယ်လိုပုံစံမျိုးသပိတ်မှောက်လဲဆိုတော့ကျွန်တော်ညာတိုင်းစီးဝေးရှိပါတယ်အဲ့ဒီစီးဝေးကနေထုတ်ပြန်မှာပါကျွန်တော်တို့တိုက်ပွဲကတော့ဒီတိုက်ပွဲနဲ့သူကျွန်တော်တို့ကရက်ကသားတော့ကျွန်တော်တို့မရှိပါဘူးဒီတိုက်ပွဲနဲ့သူကျွန်တော်တို့လိုချင်တဲ့မျိုးသားပညာရေးဥပဒေမူချမ်းသက်ဆောင်ဖြစ်လာတဲ့အထိကျွန်တော်တို့ကလှုပ်ရှားသွားမှာဖြစ်ပါတယ်ဒီနေ့ဆန္ဒပြပွဲမှာကျောင်းသားသမဂ္ဂလွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေးဒီမိုကရေစီပညာရေးရရှိရေးနဲ့ပြည်သူနဲ့ကျောင်းသားတွေကိုအခြေမခံတဲ့မျိုးသားပညာရေးဥပဒေအလိုမရှိစတဲ့အချက်တွေကြွေးကြော်ခဲ့ကြပါတယ်မျိုးသားပညာရေးဥပဒေကိုစန့်ကျင်ကန့်ကွက်သွားဖို့အဖွဲ့ဝင်15ဦးပါတဲ့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီကိုဗကသအဖွဲ့ဝင်6ဦးတကသအဖွဲ့ဝင်6ဦးမြေလက်ဒေသကကျောင်းသားကောင်းဆောင်3ဦးတို့နဲ့ဖွဲ့စည်းခဲ့ပါတယ်ခင်ဗျာအလွတ်သတင်းနောက်ကိုပါကြီးခေါ်ကိုအောင်ကျော်နိုင်သေဆုံးမှုနဲ့ပတ်သက်ပြီးတပ်မတော်အရာရှိတွေအပါအဝင်10ဦးကိုမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမော်လမြိုင်မြို့မှာဒီကနေ့စတင်စစ်ဆေးနေပါတယ်သေဆုံးမှုနဲ့အဓိကပတ်သက်တဲ့ခမရ210တပ်အရာရှိတွေနဲ့ဖအံမြို့ကန်သတင်းနောက်တအူးအပါအဝင်10ဦးကိုစစ်ဆေးမှာဖြစ်တယ်လို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူးဦးစစ်မြိုင်ကပြောပါတယ်။ဓာတ်ခွဲခန်းအဖြေကိုကျန်းမာရေးဌာနကတဆင့်တောင်းခံထားပြီးစစ်ဆေးတွေ့ရှိချက်တွေကိုနိုင်ငံတော်သမ္မတထံအစီရင်ခံစာတင်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။စစ်တပ်ကဖမ်းဆီးထားစဉ်သေဆုံးခဲ့တဲ့သတင်းနောက်ကိုပါကြီးအမှုကိုခရီးစစ်တွင်းကြစုံစမ်းစစ်ဆေးပြီး
နှစ်ထောင်ဒဏ်ချမှတ်ခံထားရတဲ့သတင်းတောက်9ဦးကိုလည်းလွှတ်ပေးဖို့နိုင်ငံတကာသတင်းစာပညာသိပ္ပံအဖွဲ့ IPI ကတောင်းဆိုလိုက်ပါတယ်။မြန်မာအစိုးရရှေ့နေချုပ်ဒေါက်တာထွန်းရှင်အနေနဲ့တက်ကဖမ်းဆီးထိန်းသိမ်းထားစဉ်သေဆုံးခဲ့တဲ့ကိုအောင်ကျော်နိုင်အမှုကိုမြန်မြန်နဲ့ပွင့်ပွင့်လင်းလင်းရှိရှိစုံစမ်းစစ်ဆေးပေးဖို့နဲ့ Unity သတင်းတောက်9ဦးကိုပြန်လွှတ်ပေးဖို့မနေ့ကရက်စွဲနဲ့ထုတ်ပြန်တဲ့ IPI အကြီးအကဲဘတ်သဲမကင်စီရဲ့အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ IPI အဖွဲ့ဟာဩစတြေးလျနိုင်ငံဗီယက်နာမြို့မှာအခြေစိုက်တဲ့သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲမှုဟာအပေါ်ယံသာဖြစ်ပြီးတော့တကယ်တမ်းအောက်ခြေလူနေမှုဘဝတွေအပေါ်မှာတက်ရောက်မှုမရှိသေးကြောင်းလူမှုရေးအမြင်တွေကိုရိုက်ကူးထားတဲ့ရုပ်ရှင်မျိုးကိုလည်းပြသခွင့်မရှိသေးကြောင်း The Monk လို့အမည်ပေးထားတဲ့မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဒါရိုက်တာဒီမော်နိုင်ကဒီကနေ့အိန္ဒိယနိုင်ငံကလကတ္တားမြို့မှာကျင်းပတဲ့ရုပ်ရှင်ပွဲတော်မှာပြောကြားလိုက်ပါတယ်။ဒီမော်နိုင်ရဲ့ရုပ်ရှင်ကားဟာအရှင်ဇဝနလို့အမည်ပေးထားတဲ့ကိုရင်လေးတစ်ပါးရဲ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီးတော့လက်ရှိမြန်မာနိုင်ငံကရဟန်းတန်ဃာတွေရဲ့နေထိုင်မှုဘဝကိုဖော်ကျူးထားတဲ့ဇာတ်လမ်းရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုရန်ကုန်နဲ့ကွန်ညံကုန်းဒေသတွေမှာ2012ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီးတော့ရိုမေးနီးယားနိုင်ငံဘူခါရက်မြို့မှာကျင်းပတဲ့17ချိန်မြောက်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာအထူးဆုရရှိခဲ့ပါတယ်။နိုင်ငံပေါင်းများစွာမှာရုပ်ရှင်ပွဲတော်တွေမှာလည်းဒီကားကိုပြသခဲ့တဲ့ကားတကားလည်းဖြစ်ပါတယ်ရှင်။ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါ။အခုဆက်ပြီးမြန်မာအိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ဆက်ဆက်နေတဲ့သတင်းတင်ပြချက်တစ်ခုကိုမိတ်ဆက်လိုပါတယ်။အမေရိကန်သမ္မတအိုဘားမားဟာဒီကနေ့ညနေပိုင်းကရန်ကုန်တက္ကသိုလ်စိန်ရတုခမ်းမမှာအရှေ့တောင်အာရှဒေသအဖွဲ့ဝင်နိုင်ငံတွေကလူငယ်တွေအပါအဝင်မြန်မာနိုင်ငံကလူငယ်900ကျော်ကိုတွေ့ဆုံပြီးတော့မေခွန်းပြောခဲ့သလိုလူငယ်တွေရဲ့မေခွန်းတွေကိုလည်းပြန်လည်ဖြေကြားခဲ့ပါတယ်။ RFA သတင်းနောက်ကိုကျော်စောဝင်းတင်ပြထားပါတယ်ရှင်။ Whenever I travel the world from Europe to Africa, South America ကမ္ဘာအနှံ့ကိုတွားရောက်လည်ပတ်တဲ့အခါတိုင်းလူငယ်တွေနဲ့တွေ့ဆုံခွင့်ရတာကိုပိုပြီးနှစ်သက်ပါတယ်။လူငယ်တွေဟာတိုင်းပြည်ရဲ့ဒေသတွင်းကတိုင်းပြည်တွေအားလုံးရဲ့အနာဂတ်ဖြစ်ပါတယ်။ငယ်စဉ်ဘဝကအင်ဒိုနီးရှားနိုင်ငံမှာနေခဲ့မှုတဲ့အတွက်အမေရိကန်နိုင်ငံသမ္မတအနေနဲ့အရှေ့တောင်အာရှနိုင်ငံကလူငယ်တွေနဲ့တွေ့ရတာခံစားမှုမတူပါဘူး။အမေရိကန်အစိုးရကအရှေ့တောင်အာရှဒေသလူငယ်ကွန်ရက်ကိုတည်ထောင်ထားပြီးလူငယ်1000ကျော်အဖွဲ့ဝင်အဖြစ်ရှိနေပါတယ်။အဲ့ဒီလူငယ်တွေဟာဒေသတွင်းကပြည်ပခါတွေကိုဖြည့်ရှင်းနိုင်ဖို့အတွက်နဲ့ဒေသတွင်းနိုင်ငံတွေအတွက်အခွင့်အလမ်းကောင်းတွေရှာဖွေနိုင်ဖို့ကြိုးပမ်းနေသူတွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာအာဏာရှင်စနစ်ကနေအခုဆိုရင်ပြောင်းလဲမှုတွေကိုမြင်တွေ့နေရပါပြီ။ဒါပေမဲ့ပြောင်းလဲမှုဆိုတာကိုနေချင်းညချင်းမြင်တွေ့ရမှာမဟုတ်ပါဘူး။လမ်းခရီးတစ်လျှောက်မှာနောက်ကျောင်းပြန်တာတွေအခက်အခဲတွေရှိနိုင်ပါတယ်။အမေရိကန်ဒီမိုကရေစီမှာလည်းဒီလိုအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်လို့ပြောသွားတာပါ။ဒါအပြင်သမ္မတအိုဘားမားကမြန်မာနိုင်ငံမှာသတင်းမီဒီယာသမားတွေကိုတိုက်ခိုက်တာတွေရှိနေသေးကြောင်းနဲ့ရခိုင်ပြည်နယ်မှာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတာကိုလည်းစိုးရိမ်မိကြောင်းပြောပါတယ်။ဒါအပြင်မြန်မာစကားပုံတစ်ခုကိုလည်းအခုလိုရွတ်ပြပြီးလူငယ်တွေကိုအားပေးခဲ့ပါတယ်။ Now I understand there's a Burmese saying, I've got to make sure that I say this right. Nom mite dime. Help me out. Is that right? Tet nine piaya. Tamara Obama ကိုမေးခွန်းမေးခဲ့တဲ့မဖွေးယူမွန်ကသမ္မတအိုဘားမားရဲ့မေးခွန်းနဲ့ဖြေကြားချက်ကိုအခုလိုမြင်ပါတယ်။သူအနေနဲ့ပေါ့နော်အမေရိကန်ဖြစ်ရတဲ့အတွက်သူဂုဏ်ယူတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီအာဆီယံဒီအမေရိကန်မှာဆိုရင်အချင်းချင်းကြားမှာဝေဖန်ထောက်ပြမှုတွေမရှိဘူးဆိုရင်ဘယ်လိုလုပ်ပြီးတိုးတက်တဲ့အရာမျိုးတွေဖြစ်လာမလဲ။ဒါမျိုးတွေကိုသူတို့ welcome လုပ်ဖို့တွေအများကြီးပြုပြင်ပြောင်းလဲမှုတွေလိုအပ်တယ်ပေါ့။နောက်တစ်ခါအရက်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်းဒီဟာကိုတွန်းတိုက်ပြီးတော့ဘလောက်အတိုင်းတာဒီကောင်းမွန်တဲ့အရာမျိုးဖြစ်လာမလဲဆိုတဲ့ဟာကိုတွန်းတိုက်သွားရမယ်ဆိုတဲ့ဟာကိုလည်းသူအကြံပြုသွားတယ်။သမ္မတအိုဘားမားဟာဒီနေ့ညနေမှာမြန်မာနိုင်ငံကပြန်လည်ထွက်ခွာပြီးဩစတြေးလျနိုင်ငံမှာကျင်းပမယ်G20 ထိပ်သီးညီလာခံကိုကမ္ဘာခေါင်းဆောင်တွေနဲ့အတူတက်ရောက်မှာဖြစ်ပါတယ်ခင်ဗျာ
ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရန်နာခွင့်ပြုပါရှင်ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00 နာရီခွဲကနေ9:00 နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင်RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေသတင်းဆောင်းပါးတွေကိုစက်တိုက်ထုတ်လွှင့်သွားမှာပါအမေရိကန်သမ္မတအိုဘားမားဟာရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နေအိမ်ကိုတွားရောက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့အတူပူးရဲသတင်းစာရှင်းလင်းပွဲတရက်ကျင်းပခဲ့ပါတယ် RFA သတင်းနောက်ကိုမျိုးစောကိုကကောက်နှုတ်တင်ပြထားပါတယ်ရှင်ဒီနေ့ပူးတွဲသတင်းစာရှင်းလင်းပွဲကိုတက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်နဲ့အနီးနားကလမ်းတွေမှာလုံခြုံရေးတွေတင်းကျပ်စွာချထားပြီးကျင်းပခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဘာရက်အိုဘားမားဟာမနေ့ညကနေပြည်တော်မှာနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။သမ္မတအိုဘားမားကအမေရိကန်အစိုးရရဲ့မြန်မာနိုင်ငံအပြောင်းလဲပေါ်အမြင်တွေကိုလည်းဆွေးနွေးခဲ့တယ်လို့အခုလိုပြောပါတယ်။ The process is still incomplete. And I was very specific with the president in terms of how we will measure whether or not the transition has been fully realized. Number one, we expect elections to take place on time. နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့မနေ့ကတွေ့ဆုံဆွေးနွေးရမှာမိမိအနေနဲ့အချက်5ချက်ကိုရှင်းပြခဲ့ပါတယ်။ပထမအချက်ကလာမယ့်2015ရွေးကောက်ပွဲကိုသတ်မှတ်ထားတဲ့အချိန်မှာကျင်းပနိုင်ဖို့အပြင်လွတ်လပ်ပြီးတရားမျှတမှုရှိဖို့နဲ့အားလုံးပါဝင်ခွင့်ရတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ကြောင်းဒုတိယတစ်ချက်ကလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အခန်းအချို့ဟာအဓိပ္ပာယ်မရှိကြောင်းနဲ့ဖွဲ့စည်းပုံပြင်ဆင်ရမှာပြည်သူတွေရဲ့သဘောထားကအရေးကြီးကြောင်းတတိယအချက်အဖြစ်လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအမေရိကန်အစိုးရအနေနဲ့အားပေးထောက်ခံကြောင်းရှေ့ဆက်ဆွေးနွေးအဖြေရှာဖို့ကိုလည်းတိုက်တွန်းကြောင်းစတုတ္ထအချက်အနေနဲ့ဘာသာခြားလူနည်းစုတွေအပေါ်ခွဲခြားဆက်ဆံမှုတွေရှိနေတာဟာမြန်မာနိုင်ငံသွားကျင်တဲ့အပြောင်းအလဲမဟုတ်ကြောင်းနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်ကြောင်းဒါအပြင်အစိုးရကိုဝေဖန်ရေးသားတာကြောင့်သတင်းမီဒီယာသမားတွေကိုဖမ်းဆီးထောင်ချတာတွေဟာလွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုထိခိုက်ကြောင်းအဲ့ဒီလိုအချက်တွေဟာနှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးကြီးကြောင်းသမ္မတအိုဘားမားကပြောခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကလည်းလက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းလဲပေါ်အကောင်းမြင်လို့နာကိုလက်မခံကြောင်းနဲ့အရှိကိုအရှိတိုင်းမြင်ကြဖို့အခုလိုပြောပါတယ်။ Let us say a bumpy patch, but this bumpy patch is something that we can negotiate with commitment and with the help and understanding of. ကျမတို့နိုင်ငံရဲ့အပြောင်းလဲဟာအဖို့တစ်တွေများတဲ့ခီးချမ်းအဆင့်မှာပဲရှိနေသေးတယ်။နိုင်ငံတကာကမိတ်ဆွေတွေရဲ့အကူအညီနဲ့ဒီအခြေအနေကိုညှိနှိုင်းဆွေးနွေးပြီးပြောင်းလဲပြနိုင်ပါတယ်။လက်ရှိအခြေအနေကိုပြောမယ်ဆိုရင်အကောင်းမြင်လွန်းတာနဲ့အဆိုးမြင်လွန်းတာနှစ်ခုအကြားမှာကြည့်တတ်ဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာလည်းမြန်မာပြည်သူတွေလိုလားတဲ့ပန်းတိုင်ကိုရောက်ရမယ်ဆိုတာကိုလည်းယုံကြည်ချက်ထားပြီးလှုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။အပြောင်းလဲကိုထောက်ခံအားပေးတဲ့အမေရိကန်နိုင်ငံလိုမိတ်ဆွေတွေကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တာဖြစ်ပါတယ်။သတင်းမီဒီယာသမားတွေကိုဖမ်းဆီးချုပ်နှောင်တာတွေရှိနေတာနဲ့ပတ်သက်ပြီးသတင်းတောက်တဦးကနိုင်ငံတော်သမ္မတနဲ့ဆွေးနွေးဖြစ်ပါသလားလို့မေးမြန်းရမှာသမ္မတအိုဘားမားက I didn't bring up specific cases with him. I brought up a basic principle that I stated earlier, which is that a free press is a foundation for any democracy. We rely on journalists. အသေးစိတ်ကိစ္စတွေကိုတစ်ခုချင်းစီဆွေးနွေးတာမရှိပါဘူး။သတင်းမီဒီယာလွတ်လပ်ခွင့်ဟာဘယ်လိုဒီမိုကရေစီစနစ်မျိုးအတွက်မဆိုအခြေခံလိုအပ်ချက်ဖြစ်တယ်လို့ဆွေးနွေးခဲ့ပါတယ်။အစိုးရရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်ဖို့အတွက်သတင်းမီဒီယာသမားတွေကတာဝန်ယူရပါတယ်။အစိုးရကသတင်းမီဒီယာသမားတွေကိုထိန်းချုပ်ထားမယ်ဆိုရင်ပြည်သူတွေအမှန်သိဖို့အခက်အခဲဖြစ်ပါတယ်။သတင်းမီဒီယာသမားတွေကိုဖမ်းဆီးတာတပ်ဖြတ်တာချိန်ချောက်တာတွေရှိတဲ့ဘဲအစိုးရမျိုးမဆိုမိမိအနေနဲ့ရှိလာရင်ပြောရမှာဖြစ်တယ်လို့သမ္မတအိုဘားမားကပြောခဲ့တာပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင် NLD အနေနဲ့ရွေးကောက်ပွဲမှာအခက်အခဲဖြစ်မလားဆိုပြီးသတင်းတောက်တဦးကမေးမြန်းရမှာဒေါ်အောင်ဆန်းစုကြည်ကအခုလိုဖြေပါတယ်။ I think it's too early to ask this question.
We've just spent one afternoon debating the question of the constitutional amendment. I think perhaps some of you may have heard that proportional representation is not going to be instituted. So when we started defending လက်ရှိအခြေအနေမှာအဲ့ဒီမေကွန်းကိုမေးဖို့စောနေပါသေးတယ်။ PR စနစ်ရွေးကောက်ပွဲမှာမသုံးတော့ဘူးလို့အခုဆိုရင်လွှတ်တော်ကဆုံးဖြတ်လိုက်ပါပြီ။ PR ကိုကန့်ကွက်ခဲ့တုန်းကလည်း NLD ကိုယ်စားလှယ်ဟာအနည်းစုဖြစ်တဲ့အတွက် PR ကိုကန့်ကွက်လဲထူပါမလားဆိုပြီးတန်တရားရှိကြပါတယ်။တကယ်တော့ဘယ်ဟာကတိုင်းပြည်အတွက်အကောင်းဆုံးလဲဆိုတဲ့ယုံကြည်ချက်နဲ့ကန့်ကွက်တာဖြစ်ပါတယ်။အခုဖွဲ့စည်းပုံပြင်ဖို့တောင်းဆိုနေတာဟာလဲကျမတို့အနိုင်ယူခြင်းလို့ပြောနေတာမဟုတ်ပါဘူး။ဒီတိုင်းပြည်ကိုပြည်သူတွေရဲ့ဆန္ဒအတိုင်းဒီမိုကရေစီတိုင်းပြည်အလုပ်ဖြစ်တဲ့တိုင်းပြည်မျိုးဖြစ်ချင်တယ်ဆိုရင်လက်ရှိဖွဲ့စည်းပုံမှာပါတဲ့တချို့အခန်းတွေဟာမဖြစ်သင့်ဘူးဆိုတာကိုပြောနေတာဖြစ်ပါတယ်။ပြည်သူတွေကလည်းဖွဲ့စည်းပုံပါအခန်းတချို့ကိုပြင်ဆင်စေလိုတယ်။ကျမတို့ကိုထောက်ခံတယ်ဆိုတာယုံကြည်ပါတယ်။ကျမတို့ကလည်းသဘောထားမတူသူတွေနဲ့ညှိနှိုင်းဆွေးနွေးပြီးအပြေရှာဖို့ကိုပဲလိုလားပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောသွားတာဖြစ်ပါတယ်။ဒီကနေ့သတင်းစာရှင်းလင်းပွဲအပြီးမှာအမေရိကန်သမ္မတအိုဘားမားဟာအမေရိကန်တန်ယုံမှာရပ်ဖက်လူမှုအဖွဲ့အစည်းကကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့သလိုညနေပိုင်းမှာရန်ကုန်တက္ကသိုလ်စိန်ရတုအခမ်းအနားမှာအရှေ့တောင်အာရှနိုင်ငံများအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလူငယ်200ကျော်နဲ့တွေ့ဆုံပြီးမေကွန်းပြောခဲ့ပါတယ်ခင်ဗျာ There are 20 questions out here. Just want to know our question. Why don't you just ask me one of them? အပတ်စဉ်တောက်ကြနေတိုင်းတင်ဆက်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ကို RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းတင်ပြပေးမှာပါရှင်မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံမှာသမ္မတဦးသိန်းစိန်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာတချို့နေရာတွေမှာအရှိန်လျှော့ကျနေခွင့်နေပြီးနောက်ပြန်နေရာတွေလည်းရှိနေတယ်လို့သမ္မတအိုဘားမားကပြောလိုက်ပါတယ်ထိုင်းနိုင်ငံခြေဆိုင် AR သတင်းဌာနရဲ့မေးမြန်းချက်ကိုစာနယ်ရေးသားပြီးတော့အခုလိုသမ္မတအိုဘားမားပြောလိုက်တာဖြစ်ပါတယ်နိုင်ငံရေးကျန်းသားဟောင်းတွေပေါ်တင်းကျပ်ချုပ်ချယ်တာသတင်းတောက်တွေကိုဖမ်းဆီးထောင်ချတာရခိုင်ပြည်နယ်ကမွတ်စလင်တွေကိုခွဲခြားဖိနှိပ်ဆက်ဆံတာစတာတွေရှိနေကြောင်းလည်းအမေရိကန်သမ္မတကထောက်ပြပြောကြားခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာအရေးကြီးတဲ့အချိုးအကွေ့ကာလတစ်ခုကိုရောက်နေပြီလို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကပြောကြားလိုက်ပါတယ်။နေပြည်တော်မှာအောက်တိုဘာ12ရက်နေ့ညနေကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာမစ္စတာဘန်ကီမွန်းကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ Myanmar is now going through a very important transition and transformation. This transformation and transition toward the မြန်မာဆိုရဲ့ပြည်ပပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုအတိအမှတ်ပြုပြောကြားခဲ့သလိုတစ်ဆက်တည်းမှာပဲလာမယ့်နှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါလိမ့်မယ်လို့လည်းမစ္စတာဘန်ကီမွန်းကပြောပါတယ်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သောင်းကိုအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကနေစီးပွားရေးပိတ်ဆို့တားမြစ်အရေးယူတဲ့နာမည်ပြစည်းရင်းမှာထည့်သွင်းကြေညာတာကိုကန့်ကွက်တဲ့အကြောင်းနဲ့အရေးယူမှုဖြစ်အောင်ဖန်တီးသူတွေကိုရှုံချကြောင်းပြည်ထောင်စုလွှတ်တော်ကကြေညာခဲ့ပါတယ်။ပြည်ထောင်စုလွှတ်တော်ကကန့်ကွက်ကြောင်းနိုဝင်ဘာ10ရက်နေ့ကလွှတ်တော်မှာလွှတ်တော်နာယကသူရဦးရွှေမန်းကဖတ်ကြားပြောကြားခဲ့တာဖြစ်ပါတယ်။လွှတ်တော်အသီးသီးနဲ့လွှတ်တော်ကော်မတီများလွှတ်တော်ကိုယ်စားလှယ်များ၏ဂုဏ်သိက္ခာကို၎င်းလွှတ်တော်အသီးသီးကအလေးနက်ထားဆောင်ရွက်လျက်ရှိသည့်တိုင်းသားစည်းလုံးညီညွတ်ရေးအမျိုးသားပြန်လည်ပေါင်းစည်းရေးပြည်တွင်းငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို၎င်းတိုးတက်ကောင်းမွန်လျက်ရှိသည့်အမေရိကန်ပြည်ထောင်စုနှင့်မြန်မာနိုင်ငံတို့ဆက်ဆံရေးကို၎င်းဘလိုလားအတော်ထိခိုက်မှုများမဖြစ်ပေါ်စေရေးအတွက်ပြည်ထောင်စုလွှတ်တော်သည်သတင်းထုတ်ပြန်ချက်ကိုကန့်ကွက်ပါကြောင်းနဲ့ဒီကဲ့သို့ဖြစ်ရမျိုးပေါ်ပေါက်စေရန်ဖန်တီးလုပ်ကင်သူများနှင့်လှုပ်ဆောင်မှုများကိုရှုတ်ချပါကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။ဦးအောင်သောင်းပေါ်ရေးယူတာဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့သက်ဆိုင်မှုမရှိကြောင်းအမျိုးသားရင်ကြားစေရေးသွားဖို့လုပ်နေတဲ့အချိန်မှာနောက်ကျောင်းပြန်တာတွေဖြစ်တဲ့အတွက်ဘယ်သူကမှလည်းအကျိုးမပြုလို့သူ့အနေနဲ့စိတ်ဝင်စားသလိုပါဝင်ပတ်သက်မှုလည်းမရှိဘူးလို့ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်။ပတ်သက်လို့ရှိရင်သူတို့ကလုပ်ဦးမှာတည်လုံးဝတည်းမျိုးတွေတိုင်နေပြီးလုပ်တယ်ဟုတ်။သူတို့လည်းဒီလိုဟာမျိုးတွေကအခုရှေ့မှာဆက်ပြီးတော့လူသားရင်ကြားစိတ်ရေးသွားဖို့လုပ်နေတဲ့အချိန်မှာနောက်ကျောင်းပြန်လာနေတယ်။လူကတိတ်ကိုစိတ်မပါဘူး။ဒါကဘလို့မှအကျိုးမပြုဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသားပြည်နယ်ရဲ့အရင်ကစီရဆိုတာဘာလဲအခုအချိန်မှာဟုတ်လားငင်းကြရေးအတွက်လုပ်နေရဆိုရင်အချိန်ခါလုံးကတယောက်နဲ့တယောက်တိုက်ခိုက်နေတဲ့အဖွဲ့တွေတောင်မှအစဉ်ပြေအောင်လုပ်နေတဲ့အချိန်မှာဒီဟာတွေလုပ်တာဟာဘယ်လိုနိုင်ငံအောင်ဘယ်လိုအကျိုးပြုနိုင်လဲဆိုတာအဲ့ဒါကိုကြည့်ရအောင်။ငင်းကလေးစားချေဖို့ဟုတ်လားဒါကိုဘယ်တော့မှမစိတ်ထဲမှာမရှိခဲ့ဘူး။ကလေးစားချေဖို့ကအဓိကမဟုတ်ဘူးရင်ကြားစေဖို့ကအဓိက။အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကတော့
အမေရိကန်အနေနဲ့မှားယွင်းတဲ့အချက်အလက်တွေနဲ့အခုလိုဆောင်ရွက်တဲ့အပေါ်ပြန်ပြီးတော့တုံ့ပြန်ရေးယူသင့်တယ်လို့သူ့ရဲ့အမြင်ကိုပြောကြားခဲ့ပါတယ် ဒီအမေရိကန်ကပုံကူများကိုလည်းမြန်မာပြည်ကိုမဟုတ်တာလုပ်နေတဲ့ပုံကူတွေရှိသူတို့ကိုလည်းကျွန်တော်ဆိုင်ရှင်ဥပဒေပြဋ္ဌာန်းပြီးတော့ပိတ်သိမ်းတယ်လို့ကျွန်တော်ကဆွေးနွေးအောင်ပါဥအောင်တောင်းကအမေရိကန်မသွားလို့လည်းဘာပြဿနာမရှိဘူးဟုတ်လားအဲ့မသိခါကြဒီမိုကရေစီစနစ်မှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပင်ဖြစ်ပါစေပြည်သူတွေကိုကိုစားမပြုတော့ဘဲအာဏာရင်မှုလာပြီဆိုရင်ပြည်သူလူထုကမဲမပေးဘဲဒဏ်ခတ်အပြစ်ပေးရမှာဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ကယားပြည်နယ်လွိုင်ကော်မြို့မှာနိုဝင်ဘာ10ရက်ကပြုလုပ်ခဲ့တဲ့လူထုဟောပြောပွဲမှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကအာဏာရှင်ဆန်တဲ့ပုံကိုယ်တွေပေါ်လာလို့ရှိရင်မဲမပေးနဲ့ပေါ့သူတို့မဲလူပဲဖြစ်ဖြစ်ပြည်သူကိုတန်ဖိုးမထားဘူးပြည်သူကိုမလေးစားဘူးကိုယ့်ရဲ့အာဏာအတွက်ကိုယ့်ရဲ့ပါတီကောင်းကျိုးအတွက်ပဲစဉ်းစားတဲ့ပုံကိုယ်တွေထွက်ပေါ်လာပြီဆိုလို့ရှိရင်တော့ပြည်သူလူထုကနေပြီးတော့ရွေးကောက်ပွဲမှာကောင်းကောင်းလေးခတ်လိုက်ကြပါလို့ကျွန်တော်တိုက်တွန်းအခုတော့မှမသားစီစဉ်ရတယ်လောက်ပါခင်ဗျာအားဖြင့်ရုပ်မြင်သံကြားကနေကြီးစုကြတဲ့ပြည်သက်တွေကိုရောအတန်လွန်ရေဒီယိုကနေနားဆင်ကြတဲ့ပြည်သက်တွေကိုပါကျေးဇူးအထူးတင်ရှိပါတယ်RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးထုတ်လွှင့်ပေးနေပါတယ်။အခုဆက်ပြီးတော့မွန်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ရေးမြို့နယ်အောက်ပိုင်းဖာလိန်ဒေသကုန်းသီးခြံတွေမှာနှစ်စဉ်အပြည့်စီးများလာတဲ့အတွက်အဓိကအသက်မွေးဝမ်းကြောင်းဖြစ်တဲ့ကုန်းသီးခြံပိုင်ရှင်တွေအလုတ်အကင်ကြုံတွေ့နေရတဲ့အကြောင်းမြန်မာဘာသာစာတမ်းထိုးပြီးတင်ပြထားပါတယ်ရှင်။မငယ်တဲ့အောင်လူကကြည့်ကြုံplan လို့တော့မဆိုင် FA ဖက်ဆာမလူကဆိုတာနို့ကိုပွေတော့တော့ဘာနာក៏អជីចំប្រៃមនណានក៏មនណានម៉ែសតតែស្មាក់ក្លែងក្លែងមងទុយតឡាក់លោតតកាខុយក៏ပွေတော့បតនតបានណាក៏មកតកំណៅក្លោសនមនៅមកព្រោះទេសាផាលេបវ៉ានេះរីស្មោចាតក៏មនណានក៏មនណានម៉ែសតកំឡៃតែស្មាក់តបតទុយរស់លំជីក្លែងក្លែងមករះណាំក៏រ៉ាសក់នេះទេសារកលុំមកក៏មលុំបងក្រតអធិកាណែក៏ក្លោសតតែជេកបែមកក៏តាំងខាខុយអរ៉ាព្រៀងម៉ែសតតែស្មាក់តបតទៅក៏ចាប់បតនតក្លែងនៅក្រាសណានបាំងក្រៅបាំងហបទៅទុយចាំែក្លោសបមនៅរមងពុយវ៉ាទេសាផាលេងទៅក៏មកក្លោកមកែម៉ែសតកំឡៃក៏វាក់ជុងវាក់រត់តមកសៃក៏ផនោះគឺតែគេនៅញតឡាក្លោទេសាទៅហំរ៉ាហត់ម៉ែសតកំឡៃគឺតែមកស្មាសៃនោះក៏ញីម៉ែតតឡាក្លោទៅនញីក៏ញីគ្លុសបាបតៃរស់មកអរណាំនេមទុយដងើក៏បែកហាលូយ៉ាអក្រាក្លោអក្រាតនំជើបែកចង់ថៃសោតដងើមកចោក៏ជុតគេណែក៏ដៃអ៊ុយកំលីជេក៏ទៅមកណៅតែមកស្មាភើនោះគេតែគេរ៉ាងូម៉ែសតណាណូប្លុនក៏សតមកម៉ែមកែហាតងមកអក្រាចុសំបៃសុនគេនេមទុយក៏ងូខោមកនោះណាំទុយលេងតែម៉ាឡៃកំលីហត់នោះម៉ែសតកំឡាយតែស្មាក្លែងក៏រ៉ាព្រៀងសុនលើស្វរតឡាក់លោទេសាតោអូនជាម៉ាឡៃរ៉ាពនយតឡាក្លោណៃលូនហំក៏ទេមិននោះនេះតៃជាទៅសរមៃថោក៏លេណៃអងើមិននោះតៃហវាក់ក៏លេណៃអងើមិននោះក៏តៃហអត់ក៏លេណៃអងើមិននោះក៏គេទៅសរមៃថោក៏លេណៃព្រោះតែសាផាលេងបវ៉ានេះរីស្មូចាក៏សុទ្ធសុទ្ធទុងកំឡាយម៉ែបតនក៏ទូរេនម៉ែងកោហាណាងលីម៉ៅណាតបណៅណាតសោះបងគូកៅគំលុះបតោតលួយក្រុមតែមកជបារសននិមទុយអបរឿក៏ទីកំលុងក្លោសតក៏ម៉ែតកំលុងព្រៀងបងក្រតសក់នេះតែសាផាលេងទៅអធិកាមនោះក៏តែមគេរ៉ាဒီညအတွက် RFA ရုပ်မြင်သံကြားစီစဉ်နေလဲဒီမှာပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်